ကျွတ်တောက်ဖို့အတွက်ပဲဝါလေးရေစိမ်ထားပါတယ်ဒါကတော့ပဲဝါလေးနဲ့ကြောက်ဖြုံဒီဟင်းညိုချက်မှာဆိုတဲ့အတွက်ကြောက်ဖြုံဒီလေးတွေကိုရေစိမ်အောင်ဆေးပြီးတော့တုံးထားပါတယ်ဒါကတော့ဂျင်းနဲ့ချက်သွန်နီနဲ့စီတက်ဖို့အတွက်ကျွတ်တင်ပြင်ဆင်ထားတာပါခဏနေရင်ပဲဝါလေးဟင်းညိုစားပြီးတော့ချက်တော့ပါမယ်ထည့်ပါမယ်စီကိုနည်းနည်းပဲထည့်ပါတယ်နောက်ဆိုရင်ဆိုတော့ကျွန်တော်တို့ကဟင်းညိုအရေးတောင်လေးလုံးမှာဆိုတော့စီတက်ဖို့ရန်အတွက်မပါမဖြစ်နည်းနည်းလေးပဲထည့်တာဖြစ်ပါတယ်ဒီစီပူပြီးဆိုရင်ခုနဆင်းတင်ပြင်ထားတဲ့ဂျင်းနဲ့ချက်သွန်နီထားရပါတယ်ကျင်းနဲ့ချက်သွန်နီဆက်ပြီးတော့စီတက်ပါမယ်ကျင်းဟာမကြိုက်တဲ့လူတွေမထည့်လို့ရပါတယ်ကျင်းနာလေးကြိုက်လို့ထည့်ပြီးတော့စီတက်တာပါမကြိုက်ရင်မထည့်လို့လည်းရပါတယ်โอเคနောက်မှပါမယ်အခုဆိုရင်ချက်သွန်စီတက်တာလေးကလည်းချက်သွန်လေးလည်းရဲသွားပါပြီရဲသွားပြီဆိုရင်ကျမတို့စိန်ထားတဲ့ပေးထည့်ပါမယ်ရှင်စိန်ထားတဲ့ပေးထည့်မယ်ဒီဆိုရင်ကျမတို့စိန်ထားတဲ့ပေးထည့်ပါမယ်ရှင်စိန်ထားတဲ့ပေးကိုရေးစစ်ထားတာထည့်လိုက်ပါမယ်ထည့်ပြီးကျမတို့မှုပါမယ်ရှင်ထည့်ထားတဲ့ပဲလေးတွေထည့်ပြီးတော့နားလို့မှုပါမယ်လုံးပြီးတဲ့ချိန်မှာစိမ့်ညာနဲ့ပြောက်ပြီးမွေးလေးဖြစ်လာပြီမွေးလေးဖြစ်လာပြီဆိုတော့ထည့်ထားတဲ့ကြောက်ဖြုံလေးထည့်ပါမယ်နှီးထားတဲ့ကြောက်ဖြုံလေးတွေကိုထည့်ပြီးတော့မွေးပါမယ်ထည့်ပါရှင်ကြောက်ဖြုံလေးတွေထည့်ပြီးမွေးပါမယ်ပဲရလေနူးညံ့နေလို့ဒီပဲဝလေးကနူးညံ့နေရှင်ပြီးတော့ကြောက်ဖြုံကြီးကနည်းနည်းလေးမားလေးထဲကိုပါတယ်ဆိုတော့အခါရဲထည့်ပြီးတော့လုံးလိုက်ပါတယ်ကြောက်ဖြုံကြီးကိုဒီပဲနှုတ်တဲ့အထိချက်မှာဆိုတော့ကြောက်ဖြုံကြီးလေးကိုတက်တဲ့ကျမထူထူလေးတွေတုံးလေးတွေပြီးထားတာပါဘာလို့ဆိုတော့ကြောက်ဖြုံကြီးလေးတွေပဲမနှုတ်ခင်ပျော်သွားမှာဆိုတဲ့အတွက်ကျမကြောက်ဖြုံကြီးလေးတွေထူထူလေးတွေလောက်ထားတာပါရှင်ဆိုရင်ပဲလေးတွေကြောက်ဖြုံလေးလေးတွေလုံးနေတာတစ်ဖက်ဟိုကတစ်ဖက်မှောရတာဆိုတော့ရှင်တိတ်ပြီးအဆင်ပြေနဲ့အစိမ်းနဲ့ရှိသေးတယ်
စိမ့်နံလေးပြောင်းနားတော့စလုံးမမွေပါမယ်ဒီဆိုရင်ရပါပြီရှင်ဒီမှာရေးထည့်ပါမယ်ရေးထည့်ပါမယ်ရှင်ကျမရေကအရေတောက်ချက်မှာဆိုတဲ့အတွက်ဒါလည်းနဲ့လူတလောက်ရေကိုကျမထည့်ပြီးတော့ချက်လိုက်ပါတယ်ခဏအပေါင်းလေးအုပ်ပြီးတော့ချက်ထားလိုက်ပါမယ်ပဲဝါလေးအခုဆိုရင်ပဲဝါလေးနဲ့ကြောက်ပြုံးလေးဖုံးလေးအုပ်ပြီးတော့တည်ထားတာကိုဖွင့်ကြည့်ပါမယ်ကြက်ပြီလားစူပြီလားပြီးရင်ပေါင်းငံမြည်ပြီးတော့ချလို့ရပါပြီဖွင့်ကြည့်ပါမယ်စူပြီလားစူနေပါပြီရှင်စူနေပါပြီဆိုမြည်ကြည့်ပါမယ်ကြောက်ပြုံးလေးလည်းနူးနေပါပြီပဲလေးတွေလည်းနူးနေပြီကြောက်ဖြုံဒီလေးတွေလည်းနူးနေပြီဆိုတော့အပေါငံမြည်ကြည့်မယ်အပေါငံမြည်လို့ရပြီဆိုရင်ဒါပဲဟင်းညိုလေးကြပါပြီပဲနဲ့ကြောက်ဖြုံဒီဟင်းညိုလေးဟာကြပါပြီအပေါငံလေးလည်းတော့ပါပဲရှင်နည်းနည်းလေးတော့ပေါ့ရင်နည်းနည်းလေးပေါ့နည်းနည်းလေးပေါ့ရစားလေးနည်းနည်းထည့်လိုက်အောင်မယ်နော်စားလေးနည်းနည်းထည့်ပြီးတော့ဒီစားထည့်ပြီးတော့ဒီမှာနည်းနည်းလေးပြန်ပြီးတော့မြည်ကြည့်လိုက်ပါမယ်ခုဆိုရင်တော့အရသာလည်းနေတော့ဖြစ်သွားပြီအကုန်လုံးလည်းနူးပြီဆိုလို့ရှိရင်ကျမတို့ရဲ့ကြောက်ဖြုံဒီအမြုံလေးတွေခတ်ပါမယ်အမြုံလေးတွေမြုံလေးတွေခတ်ပါမယ်ခတ်ပါရှင်တန်နေတဲ့မြုံလေးတွေဖယ်ပါမယ်ပြီးဆိုရင်ဒီမှာမြည်ကြည့်လိုက်ပါမယ်ဒီဆိုရင်တော့ကြောက်ဖြုံဒီပဲဟင်းညိုလေးကရပါပြီရှင်ကြပါပြီရတာရှိရှိနဲ့ဟင်းညိုပဲဟင်းညိုလေးပါကြောက်ဖြုံဒီလေးနဲ့ဆိုတော့ချိုးပြီးတော့စိတ်နေတာပဲအားလုံးလည်းလိုက်ချက်စားကြည့်ကြပါအောင်ချစ်ငယ်ချင်းတို့ကြောက်ဖြုံဒီပဲဝါလေးကြောက်ဖြုံဒီဟင်းညိုပါရှင်